ရှင်စောအခု comment ပိုင်ရှင်လေးကိုဂုဏ်ပြုတဲ့အနေနဲ့အင်္ဂါဘုရုံ2ရက်အတွက်အများဆုံးလာမယ်ပေါက်တိတစ်ချိန်စာလက်ဆောင်လေးလာပြီးတော့ပေးပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့ရှင်စောရဲ့ကိုမရီကအင်္ဂါဘုရုံ2ရက်အတွက်မှာအများဆုံးလာမယ်ပေါက်တိတစ်ချိန်စာလက်ဆောင်ခက်ကိုငွေကြေးကိုအသုံးပြုပြီးတော့ဝယ်ယူစရာမလိုဘဲနဲ့ရှင်စောပေးမဲ့အခမဲ့လက်ဆောင်ခက်ကိုအသုံးပြုခြင်းနဲ့ဆိုတော့အခုဗီဒီယိုဖိုင်လေးကိုအပြီးထိကြည့်ဖို့ရလိုအပ်ပါတယ်ရှင်အရင်ဦးဆုံးရှင်စောကအခု comment လေးအားလုံးအတူတူမူရိတာပွားလို့ရအောင်ပြီးရင်ရှင်စောပျော်ရွှင်ဖို့ရအတွက်ကိုဖတ်ပြပေးပါမယ်အဖွင့်နေ့မှာပဲရောင်းကက်ကောလက်ဆောင်ကက်ကော share break ကောအားလုံးအောင်မြင်ခဲ့ပြီအရန်တော်တော်ရှင်စောလေးဒီတက်မကအောင်မြင်ပါစေကျေးဇူးတင်ပါတယ်ရှင်ရှင်စောကိုအတိမတ်ပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်စောတို့အကောင်းဆုံးထပ်ပြီးတော့ကြိုးစားပေးပါမယ်နော်တကယ်တော့စူးစမ်းမှုတိုင်းမှာ result ဆိုတာရှိရကျွန်တော်တို့အဲ့လိုမျိုးလေးတွေလာပြောအရန်ဝင်တာပဲဒီကနေ့ဒီကျွန်တော် Telegram channel မှာဆိုငဲတဲ့နေအောင်ပါတယ်ကျွန်တော်ပျော်တာလေအဲ့ကျွန်တော်တို့ရဲ့တကွက်ကောင်းနေသီလားတကွက်ကောင်းကိုဖြစ်နေတဲ့အချိန်မှာကတည်းကနေကျွန်တော်ရေခုန်တာလေလုံးဝလူကနှက်ပူးထားတယ်လို့ပဲတစ်မိနစ်တိုင်းအကြာကြီးပဲမပြီးတော့အဲ့ပြောင်းမှကြောက်တာလေကိုကသီလားကိုကက်ကလည်းဖြစ်နေတယ်ပြီးတကွက်ကောင်းပြီးအဲ့ကက်အောင်ပြီဆိုရင်လူဘလောက်များများအကျိုးရှိမှလဲဆိုတာသိတယ်အဲ့ဒါကိုပြောင်းသွားမှအတိကြောက်တာအဲ့တော့ကြည့်နေတဲ့လူကလေတုံချိညာပဲဒီကိုယ်လုံးကဒီလိုဖြစ်နေတာအောင်လဲအောင်ဝါရောအဲ့ channel မှာအသက်ပို့လိုက်တာအဲ့တော့ပြောရတယ်ရှင်တို့ကပြင်မမှာလေရှင်တို့ရဲ့အလုပ်တွေကလေအခုဆိုရင်တကယ်ဆိုတာမန်သူတွေနားယူနေတဲ့အချိန်လေး7 နာရီခွဲပြီတာမန်သူတွေအနားယူနေတဲ့အချိန်လေးရှင်တို့အခုချိန်ကြီးလုံးလုံးရရှင်တို့ရဲ့အိတ်ချိန်ဒီည7ပဲအစောဆုံးအိတ်ချိန်ဒီည7 နာရီပဲရဖိုင်ရန်ခါည3 နာရီထိမိတ်ရတဲ့ရက်တွေရှိတယ်မနေ့ကဆိုပုံမှန်9 နာရီပဲအဲ့တော့အရန်ပြင်မှန်းရတယ်စိတ်ခေါ်လူရောပြင်မှန်းရတယ်ဒါပေမဲ့လည်းအဲ့လို comment လေးတွေမြင်ရကြားရရင်ရှင်တို့ပြင်မှန်းခဲ့သမျှအမောပြေတယ်ကျေးဇူးတင်ပါတယ်နော်ရှင်တို့အခု comment ပိုင်ရှင်လေးကိုဂုဏ်ပြုတဲ့အနေနဲ့အခုအင်္ဂါဘုရုံ2ရက်အတွင်းအမြန်ဆုံးလာမယ်ပေါက်တိချိန်စာလက်ဆောင်လေးပြီးပါမယ်အင်္ဂါဘုရုံ2ရက်အတွင်းမှာအပူပါဝါနက်ခတ်ဒီတကြိမ်ဆင်းမှာဖြစ်တဲ့အတွက်ရှင်စောရဲ့အကိုမကြီးဘာလို့ရမလဲဆိုတာအဲ့လောက်ဆိုရင်နက်လောက်ပြီလို့သဘောပေါက်လိမ့်မယ်လို့ယူဆပါเนาะဒီကနေ့ညနေထွက်သွားတယ်မဆိုင်ဘူးเนาะထက်လာမှာ